အချို့မှာသင်္ကန်းများဟောင်းသွားသောအခါခြေတုပ်လုပ်၍သုံးပါသည်ဖျားတဲ့ထိုခြေတုပ်ကိုတပည့်တော်တို့ခြေတုပ်လင်အပြစ်ဖြစ်မဖြစ်အဂါရဝဖြစ်မဖြစ်သိရပါစေဖျားသင်္ကန်းဆိုတဲ့အသိစိတ်သမုဒိသစ္စာမပြောက်သေးရင်တော့မသုံးနဲ့ပေါ့နော်သင်္ကန်းဆိုတဲ့အသွင်တရံမပြောက်သေးဘူးဆိုလို့ရှိရင်ဒါသမုဒိသစ္စာကြီးကရှိတာအရေးကြီးတာသမုဒိသစ္စာလည်းလေးစားရတယ်လေသမုဒိသစ္စာအရသင်္ကန်းလို့သတ်မှတ်လိုက်ကြတဲ့ကကျန်တဲ့လူဘလို့မှမရဘူးသင်္ကန်းမဟုတ်တော့ဘူးသင်္ကန်းပုံသဏ္ဍာန်တွေအကုန်ပျက်စီးသွားပြီတမန်အဝိဇ္ဇုတစ်ခုလို့ဆိုလို့ရှိရင်ကတော့အပြစ်ဖြစ်เสียအကြောင်းမရှိဘူးသင်္ကန်းမှန်သိရတဲ့နဲ့လုပ်ရင်တော့ဒါကြည့်လေဘုရားလောင်းဆရာဆယ်မင်းကြီးတောင်မှပဲသင်္ကန်းရောင်အယောင်ဖြစ်တာနဲ့ဒါသင်္ကန်းလို့သိတာနဲ့ပဲသင်္ကန်းပတ်လာတဲ့မုတ်ဆိုးကိုတတ်မှမတတ်တာသူနော်ဒေစားတဲ့သဘောကိုပြောတာပေါ့နော်အဲ့လိုသင်္ကန်းလို့သိရင်တော့မလုံးနဲ့ပေါ့သမုဒိသစ္စာပိုင်းနဲ့သက်ဆိုင်နေတာတွေကတချို့တွေက over ဖြစ်တာပေါ့အကုန်လုံးမလောက်ကောင်းဘူးလောက်ကောင်းတယ်ဆိုတာဒါတွေကတချို့အဲ့တော့အကျဉ်းချုပ်ပြောရမယ်ဆိုရင်မလောက်ကောင်းဘူးဆိုဒီမှာအကုသိုလ်ဖြစ်တဲ့အလုပ်ဆိုမလောက်ကောင်းဘူးနော်ကုသိုလ်ဖြစ်တာမှန်တယ်ဗျလောက်ကောင်းတယ်လို့ပဲအဲ့လိုပဲမှတ်ထားတာအကောင်းကိုယ်စိတ်ထဲမှာကုသိုလ်ဖြစ်တာလားအကုသိုလ်ဖြစ်တာလားဒါဟာအဓိကအရေးကြီးဆုံးပဲနောက်မလောက်ကောင်းဘူးဆိုတဲ့အရာတွေပါကိုယ့်ကိုထိခိုက်တဲ့အလုပ်လားသူများကိုထိခိုက်တဲ့အလုပ်လားနှစ်ဦးလုံးကိုထိခိုက်တဲ့အလုပ်လားဒါကိုပဲတွေ့ရမှာကိုယ်လည်းထိခိုက်တယ်ကိုယ်မထိခိုက်ဘူးသူများထိခိုက်တယ်မလောက်ကောင်းဘူးနှစ်ဦးလုံးထိခိုက်တယ်မလောက်ကောင်းဘူးဟောကုသိုလ်အကုသိုလ်ကိုအဲ့ဒီနီးစနစ်နဲ့ပဲမြတ်စွာဘုရားသတ်မှတ်ခိုင်းထားတာပေါ့ကိုလှုပ်လို့အကုသိုလ်တွေပိုတိုးလာမယ်ဆိုရင်ဒီဟာမလှုပ်တဲ့အကုသိုလ်တွေမတိုးဘူးဆိုရင်လှုပ်တဲ့တယ်လို့ဒီလိုပဲပြောရအောင်နော်